မန်စီနဲ့အတူကမ္ဘာ့ဖလားပွဲဝင်ကစားဖို့စဉ်းစားနေတဲ့အာဂျင်တီးနားထိပ်ကောင်ဒီမာရီယာ2024ကိုပါအမေရိကဖလားပြီးမှနိုင်ငံအသင်းကနေတရားဝင်အနားယူသွားပြီဖြစ်တဲ့အင်ဂျယ်ဒီမာရီယာတယောက်2026ကမ္ဘာ့ဖလားမှာအာဂျင်တီးနားအတွက်ပြန်ကစားပေးဖို့စဉ်းစားနေပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။ဒါလူငယ်ကစားမတွေရဲ့နေရာကိုအတင်းလူရကြမလားဒါမှမဟုတ်ဒေးရှင်ရေးပွဲချက်တွေအတွက်မပါမဖြစ်စူပါဆက်အကြီးပြင်းသူနိုင်ငံအတွက်ပေးဆက်ခြင်းစိတ်ပြင်းပြနေလို့လား။ဘရိတ်မန်အောင်မင်္ဂလာပါများဝိုင်းတူကနေအားလုံးကိုပြန်လည်ကြိုဆိုပါတယ်။အာဂျင်တီးနားလက်ကောင်ကြီးဒီမာရီယာကမ္ဘာ့ဖလားပြန်ကစားဖို့စဉ်းစားနေတဲ့ဆိုတဲ့သတင်းဟာတာမန်ကောလာဟာလာကုတ်ထက်များကြီးပေါ်ပါတယ်။ခင်ဗျားတို့ကျွန်တော်တို့သိထားကြတဲ့အတိုင်းဒီမာရီယာဟာ2024ခုနှစ်ကမ္ဘာအမေရိကဖလားကိုရယူပြီးချိန်မှာနိုင်ငံအသင်းချာစီကိုတရားဝင်ချက်သွားခဲ့ပါတယ်။ဒါပေမဲ့အခုလိုအချိန်မှာသူပြန်လာမယ်ဆိုရင်ဒါဟာနီးပြစကယ်လိုနီရဲ့မဟာဗျူဟာမြောက်စီမံကိန်းတစ်ခုဖြစ်နိုင်တယ်လို့အာဂျင်တီးနားအသင်းအတွက်အဆုံးဖြတ်ပေးမဲ့လှုပ်ဝက်လက်နဲ့အကြီးတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ဒီမာရီယာဘာကြောင့်ဒီလောက်ရေးကြည့်တာလဲလူတွေကမက်ဆီကိုဂိုးဖြင့်သတ်မှတ်ကြပေမဲ့အာဂျင်တီးနားအသင်းရဲ့အရေးကြီးဆုံးဘောလုံးပွဲတွေမှာအဆုံးဖြတ်အတွင်းကိုတွေကိုဘယ်သူသွင်းခဲ့လဲဆိုတာပြန်ကြည့်ပါ2008ပေကျင်းအိုလံပစ်ဘောလုံးပွဲအနိုင်ဂိုးဒီမာရီယာ2017ကမ္ဘာအမေရိကဘောလုံးပွဲဘရာဇီးကိုနိုင်တဲ့ပွဲအနိုင်ဂိုးဒီမာရီယာ2020 Final AC မှာအီတလီကိုနိုင်တဲ့ပွဲဒီမာရီယာကိုသွင်း2020ကမ္ဘာ့ဖလားဘောလုံးပွဲပြင်သစ်တဲ့ပွဲဒုတိယဂိုးဒီမာရီယာဒီလိုမတန်းမျိုးဟာဘောလုံးသမိုင်းမှာရှာလို့တော့မရနိုင်တဲ့ big game player ရဲ့ DNA မှာကမ္ဘာ့ဖလားလိုဖျားများတဲ့ပြိုင်ပွဲကြီးမှာအထူးသဖြင့်ရှုံးတဲ့အဆင့်တွေမှာ National Team ဒီလိုပွဲမျိုးကို9နိုင်အောင်ကစားဖို့တဲ့ဆိုတဲ့စိတ်ပိုင်းဆိုင်ရာယုံကြည်မှုကပိုရေးကြီးပါတယ်။တေးရှင်ပွဲချက်တွေမှာဒီမာရီယာလိုအရေးကြီးတဲ့အတွေ့အကြုံရှိတဲ့ကာချဲကစားသမားတယောက်ကိုအရန်ကုန်မှာရှိနေခြင်းဟာအာဂျင်တီးနားအတွက်တန်ဖိုးပြနိုင်တဲ့ရတနာတစ်ပါးပါပဲ။အသက်ပဲရာဒီမာရီယာအနေနဲ့မိနစ်90အပြည့်ကစားဖို့ဆိုတာရုပ်ပိုင်းဆိုင်ရာအရာမဖြစ်နိုင်တော့ပါဘူး။ဒါကိုသူကိုယ်တိုင်ရောနီးပြကပါသိပါတယ်။ဒါပေမဲ့ပြန်မဲ့ဥရောပအသင်းတွေကခံစင်မှုတွေကိုစဉ်းစားကြည့်ပါပွဲချိန်မိနစ်90လောက်ရောက်လို့လူတွေအကုန်လုံးပင်ပန်းပြီးခြေတွေလက်တွေလေးလက်နေတဲ့အချိန်အရန်ကုန်ကနေလမ်းဆန်းနေတဲ့ဒီမာရီယာဝင်လာမယ်သူ့ရဲ့ဘဲကျေအားပြုပြီးကွဲဝိုက်ကန်တင်တက်တဲ့ဖြတ်တဲ့မော်ရီဘောလုံးဆွဲပြီးအေရီယာတွေကိုထိုးပေါက်ဝင်ရောက်မှုတွေဟာမောပန်းနေတဲ့ခံစင်မှုတွေအတွက်တော့တကယ်ကိုအိမ်မန်ဆိုကြည့်ပါပဲစူပါဆက်ဆိုတာပွဲရဲ့အချိန်တန်ဖိုးကိုပြောင်းလဲဖို့အတွက်သုံးတာပါဂိုးလုံးနေတဲ့အချိန်ဒါမှမဟုတ်ပွဲကိုချင်းချုပ်ချင်တဲ့အချိန်မှာသူ့ရဲ့ဘောလုံးပိုင်ဆိုင်မှုဘောကွန်ထရိုနဲ့ညင်ရင်ပြီးရှင်းဟာပွဲတစ်ပွဲလုံးကိုမိနစ်90အတွင်းပြောင်းပြန်လှန်နိုင်စွမ်းရှိတဲ့စွမ်းအားတွေရှိနေပါတယ်ဒါပေမဲ့ဒီသတင်းကြောင့်အငင်းပွားစရာဖြစ်လာတာကလူငယ်တွေနေရာမရတော့ဘူးလားဆိုတဲ့မေးခွန်းပါအာဂျင်တီးနားရဲ့လူငယ်တောင်ပန်ကစားမတွေဟာအခုဆိုရင်ဥရောပလိတွေမှာတော်လေးချေစွမ်းပြနေပါပြီဒီမာရီကိုပြန်ခေါ်လိုက်ရင်ဒီလူငယ်တွေကတရားရောက်ရဲ့နေရာကိုလူယူလိုက်တယ်လို့ဖြစ်သွားမှာလားတကယ်တမ်းလေ့လာကြည့်ရင်ကမ္ဘာ့ဖလားဆိုတာလူငယ်တွေကိုစမ်းတဲ့နေရာမဟုတ်ပါဘူးမာယိုချက်လုံးမိတာနဲ့အိမ်ပြန်ရမယ့်နေရာပါလူငယ်စားမတွေဟာအမြန်ဆုံး pace နဲ့ခွန် energy ရှိကြပေမဲ့ဖျားကိုကင်တွယ်ပြေးရှင်းတဲ့နေရာမှာဝိုင်းကစားမတွေကိုမရှင်းနိုင်ပါဘူးဒါကြောင့်နီးပြစကယ်လိုနေနဲ့လူစင်း26အောက်ထဲမှာနေရာတနေရာကိုဖယ်ပေးပြီးဒီမြိုင်ကိုထည့်သွင်းတာဟာလူငယ်တွေအတွက်နေနာတာမဟုတ်ပဲလူငယ်တွေအခက်အခဲဖြစ်နေချိန်မှာနောက်ွယ်ကနေကာကွယ်ပေးမဲ့ကိုကြီးတယောက်ကိုခေါ်သွားတာလို့သတ်မှတ်ရမှာပါဒီသတင်းနောက်ွယ်ကအကြီးမားဆုံးတွန်းအားကတော့လီယိုနယ်မက်ဆီပါပဲမက်ဆီနဲ့ဒီမာရီယာဆိုတာ2005ခုနှစ်လူငယ်ကမ္ဘာ့ဖလားမှာကလေးကတွဲကစားလာခဲ့ကြတဲ့ရဲဘော်ရဲဘက်တွေပါမက်ဆီကိုယ်တိုင်2026ကမ္ဘာ့ဖလားမှာပါဝင်ဖို့ရာဂိုင်နှုန်းများနေတဲ့အချိန်မှာသူ့ရဲ့အခြေဆုံးတင်ရင်ချင်းသူ့ရဲ့ကွင်းနှင်းလိုရဲ့အချက်တွေကိုတီးဆုံးဖြစ်တဲ့ဒီမာရီယာကိုနားမှာရှိသေးချင်တာကသဘောပါပဲကွင်းထဲမှာမက်ဆီကိုပြန်မဲ့တွေကလူကတ်တဲ့အချိန်မှာတစ်ပတ်တောင်ပိုင်းကနေနေရာလွတ်တွေရှာပြီးထိုးဖောက်နိုင်တာကဒီမာရီယာပါဒီနေ့ရဲ့ပေါင်းစပ်မှုကအာဂျင်တီးနားအတွက်တော့ဘယ်တော့မှမယိုးနိုင်တဲ့မော်တက်တစ်ခုလိုပါပဲဆိုရင် TNT Sport ကဖော်ပြလာတဲ့ဒီမာရီယာရဲ့ကမ္ဘာ့ဖလားပြန်လည်ကစားမဲ့တင်ဟာအာဂျင်တီးနားပရိသတ်တွေအတွက်တော့ဝမ်းသာစရာသတင်းကြီးလိုပဲဆိုလိုက်ပါစီညီကိုတို့ကတော့လက်ခံကြရဲမော်လာဗျအစောင်းလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူပဲတင်ရှိပါရခင်ဗျာ